ဂျကာတာကအစိုးရကျောင်းလေးတစ်ကျောင်းရှိမှရောင်းနေတဲ့အေးတွန်းလဲလေးပါရှင်အခုချက်နေတာကတော့ coffee အေးဖြစ်ပုံရပါတယ်ရှင်ဒါကတော့တကြားရည်ပါဒါကတော့ nosy ပါရှင်ဒါကတော့ပုံမှန်လိုပဲပေါ့နော်ပိတ်ဆက်ကလေးနဲ့သူကပိတ်ပေးပါရဲ့ရှင်ဒီတစ်ခွက်ကိုသူတို့ရဲ့ငွေပေါ့နော်1000ပေးရပါတယ်ရှင်မြန်မာငွေနဲ့ဆိုရင်2500ဝန်းကျင်လောက်ကျပါတယ်ရှင်သူတို့ကတော့အေးကိုပေါ့နော်ဒီလိုမှန်ပုံးလေးတွေထဲမှာထည့်ပြီးတော့ရောင်းပါတယ်အေးကိုမျိုးစုံထည့်ထားတယ်ပေါ့နော်လာဝယ်တဲ့သူရှိမှပေါ့နော်ခွက်ကလေးတွေကိုထည့်ပြီးတော့ရောင်းပေးရပါရှင်ရေခဲတွေနဲ့တခါလဲတွဲဖြော်ထားလို့အချိုတွေပေါ့တောင်းဆိုရင်ရပါသေးရဲ့ရှင်ဒါမှမဟုတ်သူတို့တွေကတခါလဲများရောင်းကုန်လို့လားမသိပါဘူးရှင်အင်ဒိုနီးရှားမှာတော့ဒီလိုမျိုးအသင်းတောက်ဖြော်ရည်တွေတောက်ကြတာများပါတယ်ရှင်